ဒီနေ့မှာတော့ကျွန်တော်တို့ vlogger တွေ videographer တွေဘာညာအတွက်အဆင်ပြေစေမဲ့ Amran ရဲ့ 150C ဆိုတဲ့ all-in-one budget light လေးကြောင်းကိုကျွန်တော်လုပ်ပေးခြင်းနဲ့ဒီကောင်းရဲ့လာတဲ့ package ကသူ့ရဲ့ညီကိုတွေနဲ့စင်နေဆိုပေမဲ့တော်တော်လေးကို systematic ကြတယ်အသွင်းထုတ်ပြန်ထည့်မယ်ဆိုလို့ရှိရင်လည်း comfortable ဖြစ်တယ်ပေါ့နော်အရင်ကြက်နေရမျိုးတွေပါရှိမှာမဟုတ်ဘူးဒီကောင်းရဲ့ main unit က 300C နဲ့အတူတူပဲ watt အားပဲကွာသွားတာပေါ့နော်ဆိုတော့နည်းနည်းလေးကြီးတဲ့ size မှာရှိတယ်100% အပြည့်တင်လာရင်တော့မှ fan တန်တွေပါမကြားရဘူးဆိုတော့တော်တော်လေးကိုကောင်းတဲ့ cooling mechanism ရှိတယ်ပေါ့ဒီကောင်က RGB WW light ဖြစ်တယ်ဆိုလိုတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ hue မှာ0 to 360ကို color zone ကစားလို့ရမှာဖြစ်ပြီးတော့ saturation နဲ့ကစားလို့ရမယ်ကျွန်တော်တို့မီးအဖြူကိုမှပေါ့နော် bi color light လို့ပြောလို့ရမယ် Kelvin ကို2500ကနေပြီးတော့9500အထိချိန်လို့ရတဲ့ setting တွေလည်းပါတယ်နောက်တော့ green and magenta shift လည်းပါတယ်နောက်တစ်ခုဒီကောက်မှာတော်တော်လေးကိုချစ်ဖို့ကောင်းတာကကြတော့သူ့ရဲ့ yoke system ပေါ့နော်အပေါ်အောက်ဒီလှုပ်တဲ့ system လေးက budget light ပင်စိုးစေကမူတော်တော်လေးကိုအဆင်ပြေနေကောင်းတယ်တခုလေးအားနေရပါလဲဆိုတော့သူ့ရဲ့ power cord ကကျိုးကတိုတယ် V mount နေပါရင်လည်းချိန်ပြီးသုံးနေတယ်ဆိုလို့ရှိရင်တော့သုံးလို့မရဘူးပေါ့နော်ဆိုတော့ anyway Amran ရဲ့ 150C က main line အနေနဲ့လည်းသုံးလို့ရမယ် fade line အနေနဲ့လည်းသုံးလို့ရမယ်ကျွန်တော်တို့ RGB unit အနေနဲ့လည်းတကယ်သုံးလို့အဆင်ပြေမဲ့ကောင်လေးဖြစ်တယ်လို့ပြောရင်းနဲ့ adios